တာကိုစားမှာလားမင်္ဂလာပါပထမအချက်အနေနဲ့ချက်သားကိုဒီပြက်ပြီးအစားအစာနဲ့တင်ခဲကိုအပားလိုက်ထည့်ပြီးထုတ်ပိုးပြီးရေခဲတစ်တာထည့်ထည့်ကဂျုံမုံထည့်ကချက်ဥကိုထည့်ကကြောထားသောအပိုင်းများကိုထည့်ပြီးဒေအိုထည့်ထည့်ကထောပတ်ထည့်ကတကြားထည့်နွားလို့ကိုရောမွေပြီးစားအနီနဲ့အသေးအတန်များကိုဒီပြက်ပြီးရောမွေလိုက်ပါလို့လာရအောင်ဇာချိုးလူတွေကိုစားစီပြီးဇာချိုးကဖြတ်တန်းရတာကိုနှစ်သက်တယ်sauce နဲ့အတူဒိုနက်ဖုံးတစ်ပွားရှေးဥစွာဒိုနက်များတွင်ထည့်ပြီးချက်သွန်ဖြူထည့်ကချက်သွန်ဖြူထည့်ကတဲ့အိုးထည့်တွင်ချောပတ်ထည့်ကချက်သွန်နီထည့်ကချက်သွန်ဖြူအပိုင်းများကိုထည့်ကတဲ့အိုးထည့်တွင်ခရမ်းကျင်သည့် sauce ထည့်ကပြီးရင်အရွက်များကိုခရမ်းကျင်သည့် sauce ထည့်တို့ထည့်ပါပြီးရင်ကိုချီပြီးချက်ဥမုံနဲ့တို့ကိုထည့်ပြီးချက်ဥကိုတစ်ခါနဲ့ကြော်ပြီးမှစားပါပြီးရင်ချက်သွန်နီကိုထည့်ပြီးချက်သွန်ဖြူအစိတ်အပိုင်းများကိုထည့်ပြီးတဲ့အိုးထည့်တွင်ခရမ်းကျင်သည့် sauce ထည့်ပါပြီးရင်အရွက်အစာများကိုခရမ်းကျင်သည့် sauce ထည့်တို့ထည့်ပါပြီးရင်ကိုချီပြီးချက်ဥမုံနဲ့ကိုထည့်ပါပြီးရင်အရွက်အစာများကိုခရမ်းကျင်သည့် sauce ထည့်တို့ထည့်ပါပြီးရင်ကိုချီပြီးချက်ဥမုံနဲ့ကိုထည့်ပါပြီးရင်ချက်ဥကိုတစ်ဖက်ကြော်ပြီးအရသာခံလိုက်ပါပထမအချက်ကဒိုနက်ထဲမှာထည့်ပြီးချက်သွန်ဖြူထည့်ပြီးရင်ချက်သွန်ဖြူကိုတဲ့အိုးထဲမှာထောပတ်ထည့်ချက်သွန်နီထည့်ပြီးတော့ချက်သွန်ဖြူရဲ့အစိတ်အပိုင်းတွေကိုထည့်ပြီးတဲ့အိုးထဲမှာခရမ်းကျင်သည့် sauce ထည့်ပြီးတော့အရွက်စာတွေကိုခရမ်းကျင်သည့် sauce ထည့်လိုက်ပါပြီးရင်ကိုချီပြီးချက်ဥမုံနဲ့တို့ကိုထည့်ပြီးချက်ဥကိုတစ်ဖန်ကြောကနည်းနည်းကြောကစားသုံးကအရသာရှိအောင်ပေါက်ကနောက်အဝိုင်းကိုလေးခေါက်វាជាមួយអាហារ1មុខជីស៊ីហើយអ្នកមិនគិតយើងទទួលបានវេទិកាសម្រាប់របៀបក្រុមសម្រាប់ចម្លើយពេលនេះដល់ពេលដែលយើងត្រូវលេខវាឡើងដើម្បីតែដៃពេលនេះវាជាការហូបបាត់បង់ការផ្សាយបន្តបងជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ